နော်ခီးတွေမရောက်စောင့်မတက်ဖက်နဲ့အမေရိကန်နိုင်ငံကြီးကိုရောက်သွားပါတယ်ဆရာ လောလောဆယ်ဒီမှာကိုယ်ဆက်လိုက်ဖို့ကုန်းဖို့လောလောဆယ်ဒါလေးယူထားလိုက် ဟုတ်ကဲ့ပါဆရာ ဟိုဟာ ကျွန်မရှင်းတာပါသေးဆရာ ဒီအိမ်နေဖို့ကိစ္စကိုကျွန်တော်လုပ်ပေးမယ်ရှင်းပြလုပ်ပေးမယ် ဟုတ်ကဲ့ဆရာအကိုပြစီဆရာကြီးစီမံတာအမှန်ပါပါဆရာကောင်းပါပါဆရာ โอเคနော်ဟုတ်တက်တာနော် ဟုတ်ကဲ့ဆရာ ဟောသပင်းရနေမှာသပင်းရချင်းနေ ကောင်းတယ်ဆရာကျွန်တော်တကယ်ဟိုပျော်ရွှင်ပြီးတော့ပေါ့ပါတွက်လက်သွားတယ်ဆရာ လောလောလာ ကျွန်တော်စိတ်တွေညစ်နေတာစိတ်တွေလေးနေပတ်စံလည်းမရှာနိုင်ဆရာဟိုဟာပြက်ဒီဟာပြက်နေဆရာ လာအောင်ပြပါဦးမှာသပင်းကိုသေချာကိုကြည့် ဟုတ်ကဲ့ဆရာတော့မှခက်ပြထားလိုက်တယ်ဝန်နဲ့ဆရာ ဟုတ်တယ်ကျွန်တော်တို့တာကိုခဲမှာတော့မပူနဲ့နော်ဟောမပြောင်းမအောင်မပူနဲ့ဒီမှာ ဟုတ်ဆရာ အမှန်ကန်တယ်အနောက်ကကယ်ရီယာလုံးမှာဒီစီတင်မှာ လေးနဲ့ဆိုတော့ပို့ပြီးတော့ကျွန်တော်တက်တာသွားတယ်ဆရာကရိယာဘောနည်းလေးပြင်မှပါတယ်ဆရာကရိယာလက်နဲ့ဆွဲသွားတော့ဆိုလीနည်းနည်းလေးတော့ဒီလက်မောင်းအိုးတွေတုတ်လာပါတယ်ဆရာ ဒီနောက်ကဒီမှာနောက်ကကယ်ရီယာတက်ပြီမှာ ဟုတ် နော် ဟုတ် ကယ်ရီယာတက်မှာဆိုတော့ဖူအားလား အားပါတယ်စီမဆရာ အားရင်ဒီစပိန်ကိုယူပြီးတော့ကိုဝင်းကျော်သိရမလား ဟုတ်ဒီပါတယ် ကိုဝင်းကျော်စီကိုသွား ဟုတ် ကိုဝင်းကျော်သူကပစ္စည်းရောဟိုလက်ကားတက်ပြီမယ်တဲ့ ဟုတ် နော်ပစ္စည်းအကုန်တက်ပြီမယ်ကိုဝင်းကျော်ဆရာကြီးလေဘင်းဆရာကြီးလေ ဟောကျွန်တော်စီးနေစပိန်လို့ဟိုအမစာပိုင်ဆိုင်သွားပါတယ်ဆရာသူကလကားမယူလို့ပေးပါပြောပါတယ်ဆရာရောင်းချပြီးလို့ရှိရင်ကျွန်တော်ကိုပေးမယ်လို့ပြောတယ်ကျွန်တော်ကိုပေးတဲ့ခါကျလို့ရှိရင်မဟာမင်းလာကျော်ဆိုဖះကိုတဝက်လူလည်းမပြောလိုက်ပါဆရာမနေ့ကတော့ โอเค